ဇလန်အစမှာတော့အသက်10နှစ်အရွယ်မိန်းကလေးတယောက်ကိုစတင်တွေ့မြင်ရမှာပါသူမရဲ့နာမည်ကဆွတ်ဟီလို့ခေါ်ပြီးတော့ငငယ်လေးတွေကလုတ်ကြံတက်ဖြတ်ရေးအဖွဲ့အစည်းတစ်ခုရဲ့လက်သက်မွေးပေးခြင်းကိုခံခဲ့ရသူပါဒီနေ့မှာတော့ဆွတ်ဟီကတနက်တက်ဆင်ခြင်းနဲ့ပြစ်ခတ်မှုပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ရမှာဖြစ်ပြီးတော့ရှုံးတဲ့သူကခေါင်းကိုပြစ်တက်ခံရမယ်ရက်ဆက်တဲ့ပြစ်ဒဏ်ကိုခံရမှာဖြစ်ပါတယ်တွက်လက်ချက်ချတဲ့ဆွတ်ဟီကတနက်ကိုသူများထက်မြန်အောင်တက်ဆင်နိုင်ခဲ့ပေမဲ့စိတ်ရင်းနှွှဲသူပြီးပြိုင်ဘက်ကောင်ပြစ်နိုင်မဲ့တုတ်ဆိုင်နေခဲ့ပါတယ်ဒါအောင်ပြင်တော့အဖွဲ့ခေါင်းဆောင်ကစိတ်မရှိတော့ဘဲနဲ့သူမရဲ့ပြိုင်ဘက်ကိုသူကိုယ်တိုင်ပဲရှင်းလင်းလိုက်ပါတယ်ဆွတ်ဟီကသူမောက်ကိုသူမကျင်နာတက်ပြီးတော့နူးညံ့တိမ်မွေးတဲ့လူလို့ခံစားရပေမဲ့တစ်ဖက်မှာလည်းသူမရဲ့အဖေတို့ဘလို့လက်စားချီရမလဲဆိုတော့အမြဲတမ်းတွေးတောနေခဲ့တာပါမူလအစင်းရင်နှောင်းပါပေမဲ့ပျော်ရွှင်စရာကောင်းတဲ့မိသားစုမှာနေခဲ့တဲ့ဆွတ်ဟီရဲ့ဘဝတနေ့မှာတော့စောက်ထိုးမျိုးပေါ်ဖြစ်ခဲ့ရပါတယ်ဓမြအဖွဲ့တစ်ဖွဲ့အိမ်ထဲကိုရုတ်တရက်ဝင်ရောက်လာပြီးတော့ဆွတ်ဟီရဲ့အဖေကိုရှင်းလိုက်ကြပါတယ်ရန်သူတွေမတွေ့အောင်လို့ဆွတ်ဟီကမြဂရင်အောက်မှာပုံပြီးတော့သူမမျက်စိရှိမှနဲ့အဖေဖြစ်သူတေဆုံးသွားတာကိုကြည့်နေခဲ့ရပါတယ်နာကျင်ခံစားခဲ့ရပေမဲ့ကန်ဆိုးကျင်တော့နောက်ဆုံးမှာဓမြတွေကဆွတ်ဟီကိုတွေ့သွားကြပြန်ပါတယ်ဒါပေမဲ့သူတို့ကကလေးမလေးကိုတော့မရှင်းလင်းလိုက်ဘဲနဲ့အရာရှိကြီးတယောက်စီမှာပျော်ပါဖို့အတွက်လူကုန်ကူးဖို့လုပ်ကြပါတော့တယ်ကံကောင်းစွာနဲ့ပဲလူသက်သမားဂျွန်ဆန်းဆိုတဲ့လူကအချိန်မီရောက်လာပြီးတော့ဆွတ်ဟီကိုမတော်တဆကယ်တင်လိုက်နိုင်ပါတယ်အဲ့ဒီချိန်ကစပြီးတော့ဆွတ်ဟီရဲ့ဂျွန်ဆန်းရဲ့လူသက်သမားအဖွဲ့အစည်းတွေကိုဝင်ရောက်ခဲ့တော့တာပေါ့သူမစ조사လေ့ကျင့်ပြီးတော့သူ့အဖေအတွက်လက်စားချေဖို့တစ္ဆာဆိုခဲ့ပါတယ်အခြားသူရဲ့ရေအောက်မှာ9မိနစ်လောက်ပဲအသက်အောင်လေ့ကျင့်နိုင်ကြပေမဲ့ဆွတ်ဟီကတော့လူတိုင်းကြောက်လန့်ပြီးရေတွေကလည်းတင်းဆွဲထုတ်ရတဲ့အထိဇွဲနေပဲကြီးကြီးနဲ့လေ့ကျင့်ခဲ့ပါတယ်ဒီလိုပြင်းထန်တဲ့စိတ်ဓာတ်တွေကြောင့်ပဲနောက်ဆုံးမှာဆွတ်ဟီကအဖွဲ့အစည်းရဲ့ထိပ်တန်းလူသက်သမားတယောက်ဖြစ်လာခဲ့ပါတယ်မျက်စိတမိတ်တွင်းမှာပဲ15နှစ်ဆိုတဲ့အချိန်ကာလကကုံဆုံးသွားပြီးတော့ဆွတ်ဟီကအခုဆိုရင်တွယ်လျက်လှပတဲ့မိမပြိုလေးတယောက်ဖြစ်လာခဲ့ပါပြီကယ်လင်ရှင်ဂျွန်ဆန်းပေါ်မှာသူမရဲ့ခံစားချက်တွေရှိနေခဲ့တာကြောင့်မကြာခင်မှာပဲသူနဲ့အတူမင်္ဂလာခန်းထဲကိုဝင်ရောက်ခဲ့ကြပါတယ်ဂျွန်ဆန်းလည်းလက်ထပ်ပြီးရင်ဒီအကြမ်းဖက်တဲ့အလုပ်ကိုဆွတ်လို့တော့မယ်လို့ဆွတ်ဟီကိုကတိပေးခဲ့တာပေါ့ဒါပေမဲ့ကန်ဆိုးမိုးမှမူကသူမစီကိုတိတ်တဆိတ်ရောက်လာနေတာကိုတော့ဆွတ်ဟီကမသိခဲ့ရှာပါဘူးပြားရီဇန်ခီထွက်မဲ့နေ့မှာပဲသူတို့နှစ်ယောက်စားတောက်ဆိုင်မှာထိုင်နေတော့ဂျွန်ဆန်းစီကိုသူ့အဖွဲ့သားတယောက်ဖမ်းခံရကြောင်းဖုန်းဝင်လာပါတယ်အဲဒါကြောင့်ပဲချက်ချင်းသွားအောင်ကယ်တင်မှုဆုံးဖြတ်လိုက်ရပါတယ်အဲ့ညမှာပဲဆွတ်ဟီစီကိုဂျွန်ဆန်းတယောက်ရန်သူဂိုင်းကောင်းဆောင်ရဲ့လက်ချက်နဲ့အသက်ခံလိုက်ရပြီဆိုတဲ့သတင်းစုရောက်ရှိလာခဲ့ပါတော့တယ်ဂျွန်ဆန်းရဲ့တည်ဆုံမှုကအရန်ကိုဆိုးရွားလုံးလို့သူ့အလောင်းကိုတော့ခွဲခြားလို့မရနိုင်တော့တဲ့အထိပါပဲတကယ်တော့ဂျွန်ဆန်းကဆွတ်ဟီရဲ့အဖေကိုတတ်ခဲ့တဲ့ရန်သူကိုရှာတွေ့ခဲ့ပြီးတော့ဆွတ်ဟီကို surprise ဖြစ်စေခြင်းနဲ့စိတ်နဲ့အဲ့ဒီလူတွေကိုတိတ်တဆိတ်သွားရှင်းဖို့လုပ်ခဲ့တာပါဒါပေမဲ့မထင်မှတ်တာပဲဂျွန်ဆန်းကသူ့လူတွေပါခြုံခိုတိုက်ခတ်ခံရပြီးတော့ရဲဆက်ဆက်အသက်ခံလိုက်ရတာပဲဖြစ်ပါတယ်ခင်မွန်းကတည်ဆုံတော့သိလိုက်ရတဲ့အခါမှာတော့ဆွတ်ဟီကဝမ်းနေသွားပြီးဒေါသအဟုန်ကြောင့်တကူတော်လက်စားချိန်မဲ့ခြေနေကိုရောက်သွားပါတော့တယ်ဆွတ်ဟီရဲ့ညာဘက်မှာရန်သူစခန်းထဲကိုချက်ချင်းသွားပြီးတော့တွေးသမျှလူတိုင်းကိုရှင်းလင်းပစ်ပါတယ်လမ်းတစ်လျှောက်မှာအသက်ရှင်ကျန်းသူတယောက်မှမရှိစေရအောင်လို့သူကအမိုက်စားတိုက်ကွက်တွေနဲ့တိုက်ခိုက်ပါတယ်ကြည်စံကုံသွားတဲ့အခါမှာတော့လက်နက်ပဲတိုက်ခိုက်ရေးစနစ်ကိုပြောင်းပြီးတိုက်ခိုက်ပြန်ပါတယ်သူမရှိကလူဆိုးကိုင်းရဲ့အချိန်ခဏလေးတွင်းမှာပဲကြက်ကလေးငှက်ကလေးပေါ်မှာပဲအကုန်အရှင်းခံလိုက်ရပါတယ်အဆောက်အဦတစ်ခုလုံးနဲ့သွေးနဲ့ဖုံးလွှမ်းသွားပြီးကြာခင်မှာပဲဆွတ်ဟီကရန်သူစခန်းရဲ့အတွင်းပိုင်းထဲကိုရောက်ရှိသွားပါတယ်ဒီအချိန်မှာလူဆိုးအရောက်ဒါဇင်မောင်းများသောကဒီနေရာမှာစောင့်နေတာကြာလာပါပြီစကားအများကြီးမပြောဘဲဆွတ်ဟီကတိုက်ပွဲတွေကိုချက်ချင်းတိုးဝင်သွားပါတယ်တစ်ဖက်မှာတော့လူအများကြီးရှိနေပေမဲ့သူတို့ကဒေါသထွက်နေတဲ့ဆွတ်ဟီရဲ့ပြိုင်ဘက်တွေတောင်မဟုတ်ကြပါဘူးယူသူမတက်ထိုးနှက်ခုတ်ထစ်ပြီးတဲ့နောက်မှာတော့ခေါင်းဆောင်တယောက်ပဲကြံပါတော့တယ်သူကအရက်ရှည်ပေမဲ့ဆွတ်ဟီရဲ့လှည့်မြန်ဖြတ်လက်မှုကိုတော့မရှင်းနိုင်ပါဘူးတိတ်မကြခင်မှာပဲဆွတ်ဟီကသူ့ကိုကျိုးနဲ့လဲပင်းညှစ်ပြီးပြတင်းမပေါ်ကနေခုန်ချတေတဲ့အထိဖမ်းဆုပ်ပြီးတော့ဆုံးစီရင်လိုက်ပါတယ်အားလုံးပြီးတော့ဆွတ်ဟီထွက်သွားဖို့ပြင်လိုက်ချိန်မှာပဲရဲတွေကအဲ့နေရာကိုဝိုင်းထားလိုက်တာကြောင့်သူမလည်းလက်လက်ချလိုက်ရပါတယ်သူ့ဘဝတစ်ချောင်းလုံးထောင်ထဲမှာပဲကုံဆုံးရတော့မယ်လို့ထင်ခဲ့ပေမဲ့သူမရဲ့အမခန်းတိုက်ခိုက်ရေးစွမ်းရည်ကအမျိုးသားလုံခြုံရေးအေဂျင်စီရဲ့အာဂျုံကိုဖမ်းဆားနိုင်ခဲ့ပါတယ်သူတို့ကဆွတ်ဟီကိုအသုံးချဖို့နဲ့သူမကိုစပိုင်တယောက်ဖြစ်လာအောင်လေ့ကျင့်ပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဆွတ်ဟီနိုးလာတဲ့အခါမှာသူမကိုသူမလှုပ်ဝက်စကန်တစ်ခုထဲမှာရောက်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီမှာမနေချင်မဲ့ထွက်ပြေးဖို့ကြိုးစားပေမဲ့စကန်တာဝန်ခံကဆွတ်ဟီရဲ့စစ်စစ်ချက်မှတ်တမ်းကိုထုတ်ပြလာတဲ့အချိန်မှာတော့သူမငြိမ်ကျသွားခဲ့ရပါတယ်တကယ်တော့သူ့မှာကိုဝင်ရှိနေခဲ့တာပါအမျိုးသားလုံခြုံရေးအေဂျင်စီအတွက်10နှစ်တာလှုပ်ပေးရမယ်လို့ကတိပြုမယ်ဆိုရင်တမီးလေးနဲ့အတူတာမန်ဘဝတစ်ခုမှာနေထိုင်ရမယ်လို့ကမ်းလှမ်းလာပါတယ်ပြီးတော့သူမကိုပလက်စတစ်ဆာဂျရီလုပ်ပေးပြီးတော့ဘဝတစ်ခုဖန်တီးပေးမယ်လို့ပြောပါတယ်အဲ့ဒီချိန်ကစပြီးတော့ဆွတ်ဟီကဆိုရရဲ့တရားဝင်အေဂျင့်တယောက်ဖြစ်လာခဲ့ပါတယ်စခန်းထဲမှာလည်းအမြဲတမ်းစင်ပြေနေတာတော့မဟုတ်ပါဘူးစခန်းထဲကစီနီယာမကြီးတယောက်ကဆွတ်ဟီရဲ့အစွမ်းစတွေကိုမနာလို့ဖြစ်ပြီးတော့လာစိန်ခေါ်တာနဲ့တိုးပါတယ်ဒါပေမဲ့ဆွတ်ဟီကသူမကိုထင်သေးတဲ့ပုံစံနဲ့ကြည့်ပြီးတော့လှည့်ထွက်သွားခဲ့ပါတယ်ဒါအောင်အမကြီးကခွင့်မလွတ်နိုင်ပဲနဲ့နောက်ကနေခိုးကြောင်ခိုးဝက်တိုက်ခိုက်ပါတော့တယ်ဒေါသထွက်သွားတဲ့ဆွတ်ဟီကတစ်သားတို့တစ်ချောင်းကိုကောက်ကင်ပြီးသူမဘယ်သူလဲဆိုတာသိစေဖို့အဲ့ဒီအမကြီးကိုရိုက်နဲ့ဆုံးမလိုက်ပါတယ်အမကြီးခင်ဗျပြန်တိုက်ခိုက်ပေမဲ့မခံနိုင်လောက်အောင်ရိုက်ခံထားရမယ်ပြီးဆုံးသွားပါတယ်အဲ့ဒီအဖြစ်အပျက်ကိုစောင့်ကြည့်ကင်မရာရဲ့နောက်ွယ်ကနေကြည့်ပြီးကျင်းနေသူကတော့ဟွန်စုပါသူကဆွတ်ဟီကိုတစ်ဖက်သက်ကြိုက်နေတာကြာပြီဖြစ်လို့ဒီမြင်မှုကိုသဘောကျနေတာပါဟွန်စုကတနေ့ကျရင်သူမနဲ့တူရှိရမယ်လို့မျှော်လင့်နေပါတယ်ဆွတ်ဟီကလူသက်နီးတွေမကဘဲနဲ့ချက်ပြုတ်ခြင်းမိတ်ကပ်လိမ့်လည်ခြင်းနဲ့စင်ပေါ်မှာတရုပ်ဆောင်ခြင်းတွေကိုပါလေ့ကျင့်ခဲ့ရပါတယ်ဒါမှသာမရှင်ထမ်းဆောင်တဲ့အခါမှာတဘာဝချင်းကြဖုံးခွဲထားနိုင်မှာပါနောက်ဆုံးမှာတော့ကျောင်းစင်းဖို့ချိန်ရောက်လာပြီးအဖွဲ့အစည်းကဆွတ်ဟီကိုစောင့်မွက်ဖြေဖို့စီစဉ်ပေးပါတယ်မရှင်သားအောင်မြင်ခဲ့ရင်သူမရဲ့သမီးလေးကိုခေါ်ထုတ်ပြီးတာမန်ဘဝတစ်ခုမှာနေထိုင်ရတော့မှာပါဒီလိုနဲ့ပဲဆွတ်ဟီကပထမဆုံးမရှင်စတင်ခဲ့ပါတယ်ညနေတဲ့အချိန်မှာဆွတ်ဟီကပြစ်မဲ့ရဲ့အင်ကြီးတဲ့ကိုတယောက်တည်းဝင်ခိုးပါတယ်ပြစ်မဲ့ဖြစ်တဲ့ဂိုင်းစတာကလည်းခေသူတော့မဟုတ်ပါဘူးဆွတ်ဟီဝင်လာတာကိုသတိထားမိပြီးတော့သူကပဲအရင်စတိုက်ခတ်တာကြောင့်ဆွတ်ဟီကဆုတ်ခွာဖို့ကလည်းရွေးချယ်စရာမရှိတော့ပါဘူးဒါပေမဲ့လည်းကံကောင်းစွာနဲ့ပဲဆွတ်ဟီကသူမရဲ့အမြန်နှုံးကိုခွင့်ကောင်းယူပြီးသူ့ကိုနိုင်ယူလိုက်နိုင်ပါတယ်အဲ့ဒီအချိန်မှာပဲတကားပြင်ဘက်ကနေတက်တော်ဆောင်တွေကစူညံတန်ကြားပြီးတော့လိုက်ဖမ်းပါတော့တယ်ဆွတ်ဟီကဆိုင်နဲ့ထွက်ပြေးလို့ရန်သူတွေလည်းဆိုင်ရဲ့ကိုစီရဲ့နောက်ကနေလိုက်ရပါတယ်မြို့လေကောင်မှာဆွတ်ဟီနဲ့ရန်သူအဖွဲ့ဂျုံဝစ်ဇက်ကားဆန်ဆန်တိုက်ကွက်တွေနဲ့တိုက်ခိုက်ကြတာကိုကြည့်ရတာလဲရင်သက်ရှုမှပဲကောင်းပါတယ်တကယ်တော့ဂျုံဝစ်တောင်ဒီအခန်းကိုသဘောကျပြီးသူ့ဇက်ကားလည်းပြန်ရိုက်ခဲ့ကြတာပါနောက်ဆုံးမှာဆွတ်ဟီကရဲကားကိုတက်တက်ဝင်တိုက်ပြီးတော့အောက်ထဲကမြစ်ကိုထိုးချညမောင်ထဲမှာပျောက်ကွယ်သွားခဲ့ပါတော့တယ်ဒီလိုနဲ့ဆောင်းဝဲမရှင်ပြီးမြောက်သွားပြီးတော့
ဆိုကြီးကသူမဆန္ဒရှိတဲ့အတိုင်းတမီလေးနဲ့တူနေထိုင်ဖို့လေ့ကျင့်ရေးစခန်းကနေထွက်ခွာခွင့်ရခဲ့ပါတယ်မထွက်ခွာခင်မှာအဖွဲ့မှုကွန်ကဆိုကြီးကိုတက်တဲ့တစ်ခုပေးပြီးတော့မျိုးထဲမှာအိတ်လုံးနဲ့ငှားပေးခဲ့ပါတယ်ဒါပေမဲ့ပြောင်းလာတဲ့ပထမဆုံးရက်မှာပဲဆိုကြီးကဟွန်ဆူနဲ့တွေ့ဆုံပါတယ်တကယ်တော့ဟွန်ဆူကဆိုကြီးကိုနောက်ရခံလိုက်ဖို့ဆေးလွတ်ထားခံရတာဖြစ်ပြီးတော့သူမရဲ့ဘေးအိမ်မှာနေခိုင်းထားခဲ့တာပါဟွန်ဆူကဆိုကြီးကိုသဘောကျနေတာကြာပြီဆိုတော့တွေ့တဲ့အခါမှာညှော်လင့်ထားတာတက်ပို့ပြီးတော့ဆရာထက်တန်နေပါတယ်ဒီလိုအစီအမပြေဖြစ်မှုကပဲဆိုကြီးကိုအဖွဲ့မှုစီကိုဖုန်းဆက်စေခဲ့ပါတယ်ဟွန်ဆူကြောင့်စုံစမ်းခိုင်းတဲ့အခါမှာတော့ဟွန်ဆူကသူမကိုစောင့်ကြည့်ရတဲ့မစ်ရှင်နဲ့ရောက်နေတာဆိုတော့ဖွဲ့မှုကွန်ကဇလန်တဲ့ဘုတ်ဖန်တီးပြီးတော့ဖုံးပြီးပေးခဲ့ရပါတယ်နောက်ပိုင်းရက်တွေမှာဟွန်ဆူကစောင့်ကြည့်ရေးကိစ္စကိုလုံးဝမေ့ပြီးတော့အချစ်တော်ပုံကိုပဲစတင်ပါတော့တယ်ကလေးချီတာလို့ဆိုကြီးဘတ်စကားမမီတဲ့အခါမှာဟွန်ဆူကရင်မောင်းတဲ့စကားသွားပြောပေးပါတယ်စူမာဘက်ကသွားရင်ဈေးဝယ်လဲတွန်းပေးပါတယ်ထီးမပါပဲအိမ်ပြန်လာတဲ့အခါမှာလဲဘူရာယုံမှာထီးချောင်းနဲ့စောင့်နေပေးပါတယ်ဆိုဟီရဲ့ရှောင်ဖို့ကြိုးစားပေမဲ့လဲဟွန်ဆူရဲ့ကြိုးစားမှုတွေကြောင့်ကြာခင်မှာပဲသူတို့နှစ်ဦးကတရားဝင်ချစ်သူတွေဖြစ်သွားခဲ့ပါတယ်ဟွန်ဆူခင်ဗျာပျော်ရွှင်မှုတွေမဆုံးခင်မှာပဲဆိုဟီစီမစ်ရှင်အသစ်တစ်ခုရောက်လာပါတယ်အမျိုးသမီးလို့ဖို့ကံမက်တယောက်နဲ့အတူပြစ်မှတ်စီကအချက်လက်တွေကိုခိုးရမှာပါဘားတင်တာတွေအဖြစ်ရုပ်ဖြတ်ပြစ်မှတ်မျိုးသားရဲ့ပွင့်ဖက်မှုကိုခွင့်ကောင်းယူပြီးတော့မိုဘိုင်းဖုန်းကိုတိတ်ဆိတ်ယူလိုက်ပါတယ်ပြီးတော့အိမ်သာသွားမယ်လို့အကြောင်းပြပြီးတော့အတွင်းရဲ့ file တွေအားလုံးကိုကူးယူလိုက်တာပေါ့ဒါပေမဲ့တစ်ဖက်ကလူတွေရိမ့်မိသွားပြီးတော့ဆိုကြီးရဲ့ပါတနာကိုဖမ်းချုပ်ထားလိုက်ကြပါတယ်အချက်လက်တွေပြန်ပေးဖို့ချိန်ချောက်လာတော့ဆိုကြီးကနာခံကြအောင်ဆောင်ပြီးရုတ်တရက်ဓာတ်ထုတ်ကတိုက်ခိုက်ပါတော့တယ်ရန်သူတွေကိုသူတယောက်တည်းရှင်းလင်းလဲနိုင်ပေမဲ့ပါတနာမျိုးသမီးကတော့တည်ဆုံးသွားခဲ့ပါတယ်ဒီဖြစ်ရဲ့ကြောင့်ပဲဆိုကြီးကစိတ်ထိခိုက်သွားပြီးတော့သူမသာတည်သွားရင်သမီးလေးတယောက်တည်းကြံခဲ့မှောက်တွေးပူမိပါတယ်ဒါကြောင့်ပဲဆိုကြီးကဟွန်းဆူရဲ့ခံစားချက်တွေကိုလက်ခံလိုက်ပြီးတော့လက်ထပ်ဖို့သဘောတူလိုက်ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်မင်္ဂလာဆောင်မဲ့နေ့ရက်ကိုရောက်လာခဲ့ပါတယ်အဖွဲ့မှုကွန်ကဆိုကြီးကိုမင်္ဂလာဆောင်တဲ့နေ့မှာပဲမစ်ရှင်တစ်ခုထပ်လုပ်ခိုင်းပါတယ်ဒီတစ်ခါပြစ်မှတ်ကတော့ဂိုင်းကောင်းဆောင်တယောက်ပါမင်္ဂလာပွဲကျင်းပရာနေရာကအင်သာရီတန်ကီထဲမှာစနိုက်ပါရိုင်ဖယ်ကိုဝတ်ထားပေးပါတယ်ဆိုကြီးကတနက်ကိုယူလေဝင်လေထပ်ပန်ကာပေါက်ကနေတစ်ဆင့်ပြစ်မှတ်ကိုချိန်ရွယ်လိုက်တဲ့အခါမှာတော့သူမအလွန်မင်းထိတ်လန့်သွားခဲ့ပါတယ်အဲ့လူကတေပြီးလို့သူမထင်ထားတယ်သူမရဲ့ခင်ပွန်းဂျွန်ဆန်းဖြစ်နေတာကြောင့်ပါတုံလို့သွားတဲ့ဆိုကြီးကပြစ်မှတ်ကိုလွဲချော်သွားပြီးတော့ခေါင်းမှုနောက်ကမင်္ဂလာပွဲတစ်ခုလုံးကိုကွယ်ပြောက်သွားသလိုခံစားလိုက်ရပါတယ်ဂျွန်ဆန်းကတော့စနိုက်ပါကြီးလာအောင်လမ်းကြောင်းကိုကြည့်ပြီးတော့ဆိုကြီးပြစ်ခတ်ခဲ့တဲ့နေရာကိုရှာတွေ့သွားပါတယ်ဟိုတယ်ရဲ့စောင့်ကြည့်ကင်မရာကနေကြည့်လိုက်တော့ plastic surgery လုပ်ထားပေမဲ့ဂျွန်ဆန်းကတစ်ချက်ကြည့်ုံနဲ့သူမကိုမှတ်မိသွားပါတယ်သိပ်မကြခင်မှာပဲသူတို့နှစ်ယောက်စားတောက်ဆိုင်တစ်ခုမှာတွေ့ကြပါတယ်ဆိုကြီးကဂျွန်ဆန်းကိုမသိကြအောင်စောင့်ပြီးသူမအိမ်အောင်ကြနေပြီလို့ပြောလိုက်ပါတယ်နှစ်ယောက်သားပုံမှန်နှုတ်ဆက်စကားတွေပြောပြီးတော့ဂျွန်ဆန်းကလှည့်ထွက်သွားတယ်ဒါပေမဲ့နောက်တစ်နေ့မှာတော့ဆိုကြီးစီကို memory card တစ်ခုပို့လိုက်ပါတယ်အထဲမှာဟွန်ဆူနဲ့အဖွဲ့မှုကွန်တို့ပြောထားတဲ့ဖုန်းတန်ဖိုင်ရှိနေပြီးတော့ဂျွန်ဆန်းကသူတို့တွေ့တော့ဟွန်ဆူကိုနောက်ရောက်ခံလိုက်ပြီးတိတိကျကျအသက်ဖမ်းခဲ့တာကိုပို့လိုက်တာပါတန်ဖိုင်ကိုနားထောင်ပြီးတဲ့နောက်မှာတော့ဟွန်ဆူကအဖွဲ့စည်းကဆေးလွတ်လိုက်တဲ့လှုပ်ဝက်အေဂျင့်တယောက်ဆိုတာဆိုကြီးကသိလိုက်ရပါတယ်ဟွန်ဆူကသူမရဲ့ခံစားချက်တွေကိုအခွင့်ကောင်းယူပြီးလှည့်စားခဲ့တယ်လို့ထင်မြင်ပြီးတော့အလွန်အမင်းမဲ့ဝမ်းနဲ့ဒေါသထွက်သွားပါတယ်အဲ့နောက်အဖွဲ့မှုကွန်ဆိုကြီးရဲ့ပုံမှန်မဟုတ်တဲ့အပြုတ်မှုကိုသတိထားမိပြီးတော့ဖုန်းဆက်စစ်ဆေးတဲ့အခါမှာဆိုကြီးကသူတို့ရဲ့လိန်ညာမှုတွေကိုဖွင့်ချလိုက်ပြီးတော့နှစ်ယောက်သားစကားများကြပါတယ်အဖွဲ့မှုကွန်ဆိုကြီးကိုအဖွဲ့အစည်းစီပြန်ခေါ်သွားဖို့ဖိအားပေးပါတော့တယ်ဒါပေမဲ့ပြန်လာတဲ့လမ်းမှာဆိုင်ကယ်စီးကသူတို့ရဲ့ကားကိုရုတ်တရက်ဝင်တိုက်လိုက်ပြီးတော့တနက်ကိုထုတ်ကာအေဂျင့်အားလုံးကိုရှင်းလင်းလိုက်ပါတယ်အဲ့ဒီသတင်းကတော့ဂျွန်ဆန်းလွယ်ပြီးတခြားသူမဟုတ်ပါဘူးဂျွန်ဆန်းဆိုကြီးကိုသူနဲ့တူချက်ချင်းလက်ခဲ့ဖို့ဖိတ်ခေါ်ပေမဲ့ဆိုကြီးရဲ့အိမ်မှာကြံခဲ့တဲ့သမီးလေးကိုပြန်သွားခေါ်ခြင်းခဲ့ပါတယ်ခန်းထဲကနေပေါက်ကွဲမှုကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်ဟွန်းဆူကသမီးလေးကိုပွေ့ဖက်ပြီးတော့အပေါ်တက်ကနေပြုတ်ကျလာတာကိုပဲဆိုရင်မြင်လဲရပါတယ်သူတို့နှစ်ယောက်ကဆိုကြီးရဲ့မျက်စိရှိမှနေတည်ဆုံးသွားကြပါပြီပြောင်းလင်းချက်ကုံဆုံးသွားတဲ့ဆိုကြီးကအဖွဲ့မှုကွန်စီကိုအရင်ဆုံးသွားခဲ့ပါတယ်အဖွဲ့မှုကွန်ရှင်းပြမနေဘဲနဲ့စောင့်ကြည့်ကင်မရာကဗီဒီယိုတစ်ခုကိုပြလိုက်ပါတယ်အဲ့ဒီဗီဒီယိုထဲမှာကလေးကိုကာကွယ်ပေးဖို့အတွက်ဟွန်းဆူကအဲ့ဒီကလေးကဂျွန်ဆန်းရဲ့သမီးပါလို့ဂျွန်ဆန်းရဲ့လူတွေကိုဝန်ခံနေပါတယ်ဒါပေမဲ့ဂျွန်ဆန်းကတိုးရိုင်းတရိတ်ဆန်တကောင်ထပ်ပို့ပြီးတော့ရက်ဆက်ပါတယ်သူကဟွန်ဆူကိုကလေးမလေးကိုကိုယ်တိုင်တတ်ဖို့ဖိအားပေးချင်းချောက်ပါတယ်ဟွန်ဆူကငင်းဆန်တဲ့အခါမှာဂျွန်ဆန်းကဆိုဟီပေါ်လာတဲ့အထိစောက်ပြီးမှသူမမျက်စိရှိမှနေတားဖနှစ်ယောက်လုံးကိုဘုံဖွဲ့တက်ပစ်ခဲ့ဖို့အမိန့်ပေးခဲ့တာပါဂျွန်ဆန်းရဲ့ရွေချက်ကတော့ဆိုဟီကိုအရာအလုံးဆုံးစေပြီးတော့လူသက်စိတ်အုပ်ဖြစ်သူ့စီကိုပြန်လာစေခြင်းခဲ့တာပါ။အော်သိပြီးတဲ့နောက်မှာတော့ဆိုကြီးတယောက်ယူမတက်ဖြစ်သွားခဲ့ရပါတယ်။သူမရဲ့အချစ်ဆုံးယောက်ျားကဘာလို့အဲ့လောက်ရဲဆက်ဆက်လောက်ရတယ်လဲဆိုတာသူမနားမလည်နိုင်ဖြစ်ခဲ့ရပါတယ်။နောက်တဲ့ဟွန်ဆူရဲ့အတန်ပိုင်စစ်ကိုနားထောင်ရတဲ့အခါမှာတော့ဟွန်ဆူကသူတို့ရဲ့လက်ထပ်ပွဲကိုအစ်စ်မှန်ဖြစ်စေခြင်းခဲ့ပြီးတော့တာမီနှစ်ယောက်ကိုခေါ်ကာတာမန်ဘွားတစ်ခုမှာထွက်ပြေးဖို့မျှော်လင့်ခဲ့တာပါ။ဒါကိုကြားပြီးတဲ့နောက်မှာတော့ဆိုကြီးကအကြာကြီးတိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။ပြီးရတဲ့ဂျွန်ဆန်ရဲ့စကန်စီကိုတိတ်တဲ့မောင်းသွားပြီးတော့ပြည်သူများလူသက်သမားတွေကိုရန်တမ်းပစ်ခတ်ပါတော့တယ်။တယောက်ပြီးတယောက်အကုန်ရှောပုံကြပြီးတော့နောက်ဆုံးမှာဂျွန်ဆန်ရဲ့ရုံးခန်းစီကိုသူရောက်သွားပါတယ်။နှစ်ယောက်သားမျက်နှာချင်းဆိုင်တွေ့ကြတဲ့အခါမှာတော့ဆိုကြီးကဂျွန်ဆန်ကိုရှင်ကျမကိုတကယ်ချစ်ခဲ့ရလားလို့မေးပါတယ်။ဒါပေမဲ့မထင်မှတ်ထားဘဲနဲ့အဲ့ဒီအချိန်မှာဂျွန်ဆန်ကနေဖေကိုတတ်ခဲ့တဲ့သူကငါကိုယ်တိုင်ပဲလို့ဝန်ခံလိုက်ပါတယ်။အရာအလုံးပေါ်သွားတဲ့အခါမှာတော့သူတို့နှစ်ယောက်ချက်ချင်းပဲတိုက်ပွဲတွေကိုဝင်ရောက်သွားခဲ့ကြပြီဖြစ်ပါတယ်။အိမ်ထဲကနေအိမ်ပြန်တိတိုက်ခတ်ကြပြီးတော့ဂျွန်ဆန်ကမနိုင်မှန်းသိတာကြောင့်ဘတ်စကားတစ်စီးပေါ်တက်ပြီးတော့ထွက်ပြေးပါတယ်။ဆိုကြီးကကားမောင်းပြီးသူ့နောက်ကိုအမြန်လိုက်ကလီဂါမန်ကနေစစ်ဘတ်စကားပေါ်တွားသွားပြီးတော့ခုန်တက်လိုက်ပါတယ်။ပစိန်ကိုကိုင်းပြီးဂျွန်ဆန်ရဲ့လူတွေကိုတယောက်ပြီးတယောက်ခုတ်ထိပ်ကဖြိုလဲခဲ့ပြီးတဲ့နောက်မှာတော့ဂျွန်ဆန်ကိုထိတ်တိုက်ရင်ဆိုင်ရပါပြီ။ဂျွန်ဆန်ကကားကိုမှောက်သွားအောင်လုပ်လိုက်တဲ့ကြောင့်တော်တဆဖြစ်ပြီးသူကိုယ်တိုင်လည်းဒဏ်ရာအပြင်းထန်ရသွားပါတယ်။ဒါကြောင့်ပဲဆိုကြီးကလက်ထဲကပစိန်ကိုကိုင်းပြီးသူ့စီကိုတပြေးပြေးချင်းချောက်သွားပါတယ်။ပြီးတော့စကားတစ်ခုမှမပြောဘဲနဲ့သူ့ကိုတင်မင်းစီကိုပို့ပေးလိုက်ပါတယ်။ရဲတဲ့အခင်းဖြစ်ပွားမဲ့နေရာကိုအမြန်ရောက်လာခဲ့ကြပေမဲ့သူတို့တွေ့ခဲ့ရတာတော့သွေးဆိုးနေတဲ့အလောင်းတွေနဲ့သွေးတန်ရဲရဲနဲ့ပြုံးနေတဲ့ဆိုကြီးရဲ့မျက်နှာကိုပဲတွေ့လိုက်ရပါတော့တယ်